လူတယောက်ဟာကမ်းခြေမှာလမ်းလျှောက်လာရင်ကောင်လေးတယောက်ကကမ်းပါမှာတောင်တင်နေတဲ့ကြယ်ငါးတွေကိုကောက်ပြီးရေထဲကိုပြစ်ချနေတာကိုတွေ့တော့ကောင်လေးကိုဘာဖြစ်လို့ဒီကြယ်ငါးတွေကိုရေထဲကိုပြစ်ချတာလဲလို့မေးလိုက်ပါတယ်။ဒီတွေကြတဲ့အချိန်မနှက်ဖြန်မနှက်အထိကမ်းပေါ်မှာရှိနေမယ်ဆိုရင်သူတို့တေကုန်လိမ့်မယ်လို့ကောင်လေးကပြန်ပြောပြီးသူ့အလုံးကိုဆက်လုပ်နေပါတယ်။ဒါပေမဲ့ဒီမှာကြယ်ငါးတွေကအများကြီးပဲအားလုံးကိုဘလုံးမော့လွတ်ပေးလို့ရမှာမဟုတ်ဘူးလို့အဲ့ဒီလူကပြောပြန်တယ်။ကောင်လေးကနောက်ထပ်ကြယ်ငါးတကောင်ကိုပင်လယ်ထဲပစ်ချလိုက်ပြီးမဟုတ်ဘူးကျွန်ုပ်ရဲ့စူးစမ်းအားထုတ်မှုကဒီကြယ်ငါးတွေအထက်တိတိတသားကွာခြားသွားပါလိမ့်မယ်လို့ပြန်ပြောပါတယ်။ကောင်လေးလည်းပြောစကားကြောင့်ထိုလူလည်းကောင်လေးနဲ့အတူကြယ်ငါးနီကိုကောက်ယူကသမုဒ္ဒရာထဲကိုပစ်ချပြီးပါတယ်။အချိန်ကြာလာဒီနေ့အမျှကမ်းခြေမှာလူများစုဝေးလာကြပြီးလူတွေကကြယ်ငါးတွေကိုကောက်ယူပြီးသမုဒ္ဒရာထဲကိုဝိုင်းပြီးပစ်ချပေးပါတယ်။နေဝင်ချင်းရောက်တဲ့အခါမှာတော့ကမ်းခြေမှာကြယ်ငါးတကောင်မှမကျန်တော့ပါဘူး။တင်းလူဆောင်ချက်တွေကဘလောက်ပဲတင်းငယ်နေပါစေကြီးမားတဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်နေပါတယ်။တင်းဟာအရေးပါတယ်ဆိုတာကိုဘယ်တော့မှမမေ့လိုက်ပါနဲ့။